အိုခြင်းဆင်းရဲဆိုတာဖြစ်လာပြီဆိုရင်ဘာကိုလူရဲ့သွားတာလုံးလို့ဆိုရင်နော်အိုခြင်းတရားကိုယ်စီရောက်လာလို့ရှိရင်ကိုယ်တဏ္ဍာမှာရှိတာဘာတွေကိုလူရဲ့ဖြည့်ဆည်းသွားတော့ဆိုလို့ရှိရင်နုပြုံမှုတွေကိုလူရဲ့ဖြည့်ဆည်းသွားအသက်40 50 60 80 80ဆိုတဲ့အသက်ကြီးအရွယ်ရောက်လာတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာရှိတဲ့နုပြုံမှုတွေကိုဘယ်သူကနေပြီးတော့ဝင်ရောက်လူရဲ့ဖြည့်ဆည်းသွားတော့ဆိုအိုခြင်းတရားကဝင်ရောက်ဖြည့်ဆည်းသွားတာစရာဝိလုံပတိရွတ်ပနအိုခြင်းတရားသည်နုပြုံမှုကိုလူရဲ့ဖြည့်ဆည်းသွားတယ်ဒါကြောင့်မလို့အိုလာပြီဆိုတဲ့အခါမှာရုပ်ပြက်ဆင်းရဲဖြစ်သွားကြငယ်ငယ်တုန်းကလည်းမတူဘူးငယ်ငယ်တုန်းကနုပြုံမှုတွေတခုမှမကြံတော့ဘူးအကုန်လုံးပျက်စီးသွားပြီပရေတွေတွန့်လာတယ်ခေါင်းပေါ်ကသပင်တွေဖြူကုန်တယ်သွားတွေကျိုးကုန်တယ်ခါတွေကိုင်းလာတယ်နားတွေထိုင်းလာတယ်ခါတွေကုန်းလာတယ်ဒီလိုတွေရုပ်ပြက်ဆင်းပြက်ဖြစ်သွားအောင်ဘယ်သူကနေလူရဲ့ဖြည့်ဆည်းသွားတော့ဆိုစရာဆိုတဲ့တရားလူရဲ့ဖြည့်ဆည်းသွားတာပဲနာခြင်းဆင်းရဲဆိုတဲ့ဗျာဒိတရားကလူတွေရဲ့တဏ္ဍာမှာရှိတဲ့ကျမ်းမာမှုဆိုတာတွေကိုလူရဲ့ဖြည့်ဆည်းပြီးတော့သွားဗျာဒိဆိုတဲ့ဖြားနာမှုပေါ်လာလိုက်တာနဲ့တပြိုင်နက်အသက်ငယ်သည်ဖြစ်စေကြီးသည်ဖြစ်စေနုပြိုကျမ်းမာနေတဲ့အနေအထားတစ်ခုတွေကိုလူရဲ့ဖြည့်ဆည်းသွားတာပဲဗျာဒိတရားနှိမ့်ဆက်သွားလို့ရှိရင်လူဟာပုံပြက်ပန်းပြက်ဖြစ်ပြီးတော့နောက်ဆုံးမှပုံကျသွားတယ်ယောဂါတွေဖြစ်လာပြီဆိုလို့ရှိရင်မအိုပင်မအိုသေးတဲ့အရွယ်ပင်ဖြစ်တော့လေယောဂါဖြစ်လာပြီဆိုလို့ရှိရင်ယောဂါရဲ့နှိမ့်ဆက်မှုကြောင့်စရာကဖြစ်စည်းလိုက်လို့အိုမင်းရင်းရော်သွားတဲ့တဏ္ဍမျိုးပဲဗျာဒိကနှိမ့်ဆက်ပြီးတော့လူရဲ့ဖြစ်စည်းလိုက်ပြီဆိုလို့ရှိရင်ဘုံဘုံလဲသွားတာပဲဘုံဘုံလဲသွားဒီကလုံးပိန်ချုံးပြီးတော့လူရုပ်မပေါ်လောက်အောင်ဗျာဒိတရားရဲ့နှိမ့်ဆက်မှုကိုခံရတဲ့အခါမှာလေလူတွေဟာရုပ်ပြက်ဆင်းပြက်ဖြစ်ပြီးနောက်ဆုံးဗျာဒိတရားကိုမလွန်ဆန်နိုင်ကြဘူးတဲ့ဘလောက်ကောင်းတဲ့ဆေးဝါးတွေနဲ့ကုနောက်ဆုံးကြလို့ရှိရင်တော့ဗျာဒိတရားရဲ့လက်ချက်အတိုင်းပဲဘဝကြီးတစ်ခုကိုဆုံးသက်သွားကြရတယ်ဗျာဒိတရားကမဖြတ်စည်းနိုင်တာတော့ဘာလဲလို့ဆိုရင်ကုသိုလ်တရားပဲရှိတယ်မိမိလှုပ်ထားတဲ့ကုသိုလ်တရားကိုတော့ဇာတိတရားကရုပ်ပြည့်ဆင်းပြည့်ဖြစ်သွားအောင်ပျက်စီးသွားအောင်မပျက်စီးနိုင်ဘူးဒါကြောင့်မို့ကျွတ်တင်ပြီးတော့ကောင်းမှုတွေကိုပြုကြရမအိုခင်မနာခင်ကကျွတ်တင်ကောင်းမှုကြိုးစားပြုရမယ်ဒီလိုဆိုသေခြင်းတရားဆိုတာကလူတဏ္ဍာမှာရှိတာဝင်ရောက်ပြီးတော့ဘာကိုလူရဲ့ဖြစ်စည်းသွားတော့ဆိုလူတွေရဲ့ဇီဝိတဆိုတဲ့အသက်ကိုလူရဲ့ဖြစ်စည်းသွားဇီဝိတဆိုတာလေးအလုခံရရပြီနော်အသက်ဆိုတာလေးကိုအလုခံရရပြီဆိုလို့ရှိရင်လူရဲ့ခန္ဓာကိုယ်ကြီးမှာဘာတွေဖြစ်လာတဖြည်းဖြည်းခန္ဓာကိုယ်ကကိုယ်မွေးတွေပျောက်သွားကိုယ်မွေးတွေပျောက်သွားပြီးတော့အေးဆက်သွားပြီးနောက်ဆုံးမှာ2ရက်3ရက်ရလာပြီဆိုလို့ရှိရင်ခန္ဓာကိုယ်ကဖူးဖူးရောင်ရောင်ဖြစ်လာဒီတိုင်းထားမယ်ဆိုရင်ပုတ်ပွားပြီးတော့အညိုကွက်တွေနဲ့လာမယ်အဲ့ဒီပုတ်ပွားမှုတွေကနေအကွဲပြီးတော့ပြည်တွေယိုကျလာမယ်လောက်တွေထွက်လာမယ်ဆိုတဲ့အနေအထားမျိုးတွေဟာခန္ဓာကိုယ်ကြီးမှာဒီလိုဖြစ်လာတယ်အဲ့ဒါဘာဖြစ်လို့တော့ဆိုသေခြင်းတရားကအသက်ဇီဝိတကိုလူရဲ့ဖြည့်ဆည်းလိုက်လို့ဒီဇီဝိတလေးရှိနေတယ်များတော့သူကထိမ့်ပေးထားတယ်ထိမ့်ပေးထားသည့်အတွက်ကြောင့်လူရဲ့ခန္ဓာကိုယ်ကြီးဟာကိုယ်မွေးတွေရှိနေတယ်အသိစိတ်တွေရှိနေတယ်ကိုယ်မွေးနဲ့အသိစိတ်ဇီဝိတရှိနေသည့်အတွက်ကြောင့်
ယောဂဖြစ်လို့ပျက်စီးရတော့လည်းပဲပုတ်တိုးလာတဲ့အနေအထားမျိုးမရောက်ဘူးအသက်ရှိနေသေးလို့ရှိရင်ပုတ်တိုးသွားတဲ့အနေအထားမျိုးမရောက်အောင်ဇီဝိတကထိမ့်ပေးထားတယ်အေးဇီဝိတမရှိဘူးဆိုလို့ရှိရင်ပို့ပြီးတော့ရုပ်ပြည့်ဆင်းရဲဖြစ်သွားတယ်စရာတရားကအလှအပတွေငယ်ရွယ်လူပြိုမှုတွေကိုဝင်ရောက်လူရဲ့ဖြစ်စည်းသွားတယ်ဗျာဒိတရားကကျမ်းမာမှုတွေကိုဝင်ရောက်ဖြစ်စည်းသွားတယ်မရဏတရားကဇီဝိတဆိုတာကိုဝင်ရောက်ဖြစ်စည်းသွားတယ်နောက်ဆုံးမှာဇီဝိတမရှိဘူးဆိုရင်ဒီရုပ်အလောင်းကြီးဟာပြစ်လိုက်ရတဲ့အနေအထားမျိုးရောက်သွားတယ်ဒီလိုဆိုတာပေါ့